Yo အားလုံးပဲမင်္ဂလာပါရန်ကုန်မှာ freestyle ပွဲတွေမလုပ်ဘူးလားဆိုတော့ဟုတ်ကဲ့ကျွန်တော်တို့ရန်ကုန်မှာ freestyle ပွဲ12လပိုင်း9ရက်နေ့တနင်္ဂနွေနေ့ဆိုတော့အားလုံးအလုပ်ပိတ်ရက်ဆိုတော့ကျွန်တော်တို့ freestyle ပွဲကိုအေးစစ်စစ်အလုပ်ပိတ်ရက်မှာလာရောက်ခြေလို့ရပြီလာပြိုင်နေတဲ့မိတ်ဆွေတွေကလည်းအကူတွေကနေပြီးတော့ကျွန်တော်တို့စရင်တွေပေးသွင်းလို့ရပါပြီတော့ freestyle ပတ်တဲ့ကိုကျွန်တော်တို့12လပိုင်း9ရက်နေ့မှာပြန်လဲကျင်းပသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ part 1ကတော့ပြီးသွားပြီပေါ့နော် part 1မှာ winner ဖြစ်သွားတဲ့သူကိုဒီ part 2မှာ winner ဖြစ်မဲ့သူနဲ့နောက်ဆုံး final မှာပြန်တွေ့ရမယ်ပေါ့နော်ကျွန်တော်ဒီအစီအစဉ်အသေးစိတ်ကိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုမှာဆက်လက်ပြီးလုပ်သွားမှာပါလက်ရှိတော့ကျွန်တော်တို့12လပိုင်း9ရက်နေ့မှာစမယ်ဆိုတော့တနင်္ဂနွေနေ့ဆိုတော့ကျွန်တော်တို့အားလုံးအလုပ်ပိတ်ရက်တွေဆိုတော့ကျွန်တော်တို့အေးစိတ်လာရောက်နားထောင်တာပဲဖြစ်ဖြစ်ဝင်ပြိုင်တာပဲဖြစ်ဖြစ်လုပ်လို့ရပြီဆိုတော့ကျွန်တော်တို့အသေးစိတ်ချက်လက်ကိုတော့ကျွန်တော်မပြောသေးဘူးဒါကျွန်တော်တို့အစီအစဉ်လေးရှိတယ်ဆိုတာကိုပဲပြောထားတာပြိုင်နေတဲ့ညီကိုတွေကတော့စရင်ပေးလို့ရပြီကျွန်တော်တို့ Facebook Raw Freestyle Battle ဆိုပြီးတော့ Facebook page မှာတွားရောက်ပြီးတော့ရှာဖွေလို့ရပါတယ်ဆိုတော့အမိုက်စား rapper တွေရန်ကုန်မှာဖြုတ်လို့ရပြီမန္တလေးကညီကိုတွေနေရညီကိုတွေလည်းတခြားနေရညီကိုတွေလည်းလာရောက်ပြိုင်ကျင်နေဆိုရင်တော့ကျွန်တော်တို့ရှာပါတယ်